ဝိပဿနာအလုပ်ဆိုတာကိုယ်ထဲမှာရှိနေတဲ့ယုံနာတရားတွေကိုအမှန်တိုင်းသိအောင်လို့အားထုတ်ရတာပဲယုတ်တရားဆိုတာအခုထင်ရှားတွေ့နေရတဲ့ရာဝတ္ထုတွေပါပဲထင်ရှားတွေ့နေရတဲ့ကိုယ်ကြီးတစ်ခုလုံးဟာရုပ်စုဝေယုတ်တရားတွေပါပဲနာမ်တရားဆိုတာကတော့သိပြီးနေတဲ့စိတ်ပါပဲအဲဒီယုံနာတွေကမြင်တိုင်းမြင်တိုင်းလည်းထင်ရှားဖြစ်နေတယ်ဒါကြောင့်အဲဒီယုံနာတွေကိုမှန်တိုင်းသိအောင်မြင်တိုင်းမြင်တိုင်းမြင်တယ်လို့ရှုရမှရမယ်ရှုတယ်မှတ်တယ်ဆိုတာသေချာသိအောင်လို့တတိညာနဲ့စူးစိုက်ပြီးနှလုံးသွင်းလိုက်တာကိုခေါ်တာပါပဲထို့အတူနားကကြားတိုင်းလဲကြားတယ်လို့မှတ်ရမယ်နှာခေါင်းကအနံ့ကိုနားတိုင်းလဲနားတယ်လို့မှတ်ရမယ်လျှာကရတာကိုစသည်တိုင်းလဲသိတယ်လို့မှတ်ရမယ်ကိုယ်ကတွေ့ထီတိုင်းလဲထီတယ်လို့မှတ်ရမယ်စိတ်ကူးစဉ်းစားကြံစီတိုင်းလဲစိတ်ကူးတယ်စဉ်းစားတယ်ကြံစီတယ်စသည်ဖြင့်မှတ်ရမယ်ဒါပေမဲ့အာထုကသမှာတော့မြင်တိုင်းကြားတိုင်းတွေ့တိုင်းသိတိုင်းကိုအကုန်လုံးသိအောင်လိုက်ပြီးမမှတ်နိုင်သေးဘူးဒါကြောင့်တရားသိလို့တဲ့တရားကစားပြီးမှတ်ရမယ်အသက်ရှူတိုင်းဆိုင်တိုင်းဝမ်းမိတ်ထဲကဖောင်းလိုက်ပိန်လိုက်နဲ့တောင်းနှင်းလှုပ်ရှားနေတာဟာအမြဲမပြတ်ထင်ရှားနေတယ်အဲ့ဒါဟာဝါယောဓာလို့ခေါ်တဲ့ယုတ်တရားပဲအဲ့ဒါကစပြီးရှုမှတ်ရမယ်အဲ့ဒါကိုရှုမှတ်ရအောင်ရှင်းဥစွာဝမ်းပိုက်ကိုစိတ်နဲ့စားပြီးကြည့်နေရမယ်အသက်ရှူသွင်းလိုက်တဲ့အခါဖောင်းတက်လာတာကိုတွေ့လိမ့်မယ်အသက်ရှူထုတ်လိုက်တဲ့အခါပိန်ကျသွားတာကိုတွေ့လိမ့်မယ်ဖောင်းတက်လာတာကိုဖောင်းတယ်လို့မှတ်ရမယ်ပိန်ကျသွားတာကိုပိန်တယ်လို့မှတ်ရမယ်စိတ်နဲ့စိုက်ကြည့်နေုံနဲ့မထင်ရှားသေးရင်ဘာမှလည်းနဲ့ထိတာအသက်ရှူကိုတော့မပြင်းနဲ့နေအောင်လည်းအသက်အောင်မထားနဲ့ညအောင်လည်းအာမထုံးနဲ့ရင်းကြီးလည်းမရှူနဲ့အသက်ရှူကိုပြင်လိုက်ရင်မောသွားလိမ့်မယ်ဒါကြောင့်မဂရိရှူမြဲအတိုင်းမမှန်လေးရှူရမယ်အသက်ရှူမှသွားရင်မမှန်လေးပြန်ထားဒီလိုမမှန်လေးရှူနေရင်ဖောင်းတယ်လာတာကိုဖောင်းတယ်လို့မှပိန်ကြပါတာကိုပိန်တယ်လို့မှဖောင်းတယ်ပိန်တယ်ဒီလိုဆိုလေးတွေကတော့စိတ်แท้တယ်ဆိုရမှာနော်ပါးစပ်ကတော့သုံးနေဖို့မလိုပါဘူးဝိပဿနာရှုတယ်ဆိုတာအနည်းလေးဆိုတွေကလွယ်ရင်မဟုတ်ဘူးပြီးဖို့ကသာပြီးလို့တယ်ဒါကြောင့်ဆိုရုံလေးတော့မပြီးသေးဘူးဖောင်းတယ်လို့မှတ်တဲ့အခါဖောင်းစားကနေပြီးဖောင်းဆုံးတယောက်ဖောင်းတက်လာတာလေးကိုမျက်စိနဲ့မြင်တယ်လို့သိချာပြီးသွားစီရမယ်ပိန်တယ်လို့မှတ်တဲ့အခါမှာလဲပိန်ကြသွားတာလေးကိုပိန်စားကပိန်ဆုံးတယောက်မျက်စိနဲ့မြင်တယ်လို့ထင်ရှားပြီးသွားစီရမယ်ဖောင်းတယ်လို့မှတ်ရင်ဖောင်းတာနဲ့ပြီးနဲ့ကပ်သွားစီရမယ်ခဲနဲ့ပြလိုက်တော့ဘကနဲ့ထိမှန်သွားတာလို့ဟိုကပေါ်လာတဲ့မဆရာအာယုံနဲ့ဒီကရှုမှတ်လိုက်တဲ့စိတ်နဲ့ဟာတခါတဲ့အံကြကြိုက်သွားအောင်လို့ပြီးဆိုင်ပြီးမှတ်ရမယ်။ဘိနေလုံးမှတော့လည်းအတူတူပဲဗိဓာနဲ့မှတ်တာနဲ့အံကြကြိုက်သွားစီရမယ်။ဘာမှအထူးမှစရာမရှိဘူးဆိုရင်ဒီဖောင်းတာပိန်တာလေးနှစ်ခုပဲမှတ်နေရမယ်။ဖောင်းနေပိန်နေလို့မပြတ်မှတ်နေရမယ်။ဒီလိုမှတ်နေရင်စိတ်ကတခြားကိုထွက်တော့သွားတာလည်းရှိလိမ့်ဦးမယ်အဲဒီလိုထွက်သွားတဲ့စိတ်ကလေးကိုလည်းလိုက်ပြီးမှတ်ရမယ်အဲဒီစိတ်ကလေးကိုသွားတယ်လို့မှတ်ဒီလိုတစ်ချက်တစ်ချက်လောက်မှတ်လိုက်ရင်သူကမသွားကြဘူးဒီတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ကြားမှတ်သွားရုံပဲစိတ်ကလေးကတဏှာရောက်သွားရင်ရောက်တယ်လို့မှတ်ပြီးရင်ဖောင်းနေပိန်နေလို့ကြားမှတ်သွားရုံပဲစိတ်ကူးထဲမှာလူတရားရောနဲ့တွေ့ရင်တွေ့တယ်လို့မှပြီးရင်ဖောင်းနေပိန်နေလို့ပြန်မှသွားရုံပဲလူတရားရောနဲ့တွေ့လို့စကားပြောနေမှသတိရတဲ့ခါလည်းရှိတယ်အဲဒီလိုစကားပြောနေတဲ့စိတ်ကူးကိုလည်းပြောတယ်လို့မှလူရင်းကတော့ဘာပဲဖြစ်ဖြစ်စိတ်ကူးကြံစည်မှုတွေဖြစ်တိုင်းလိုက်မှဖို့ပါပဲမှတ်ပုံကတော့စိတ်ကူးရင်စိတ်ကူးတယ်လို့မှစဉ်းစားရင်စဉ်းစားတယ်ကြံရင်ကြံတယ်ပြီးရင်ပြီးတယ်အလုံးသွင်းလုံးသွင်းတယ်လို့မှသိထဲမှာပြောတယ်ထင်ရင်လည်းပြောတယ်လို့မှပြင်းရင်လည်းပြင်းတယ်လို့မှဝန်တာရင်လည်းဝန်တာတယ်လို့မှစိတ်ပြည့်ရင်လည်းစိတ်ပြည့်တယ်လို့မှဒီလိုစိတ်ကူးလေးတွေကိုဖြစ်တိုင်းရှုမှပြီးသိနေတာကဘာတော့ဆိုလို့ရှိရင်သိတ္တ ानु ပဒနာခေါ်တယ်ဒီလိုစိတ်ကလေးကိုဖြစ်တိုင်းမရှုနိုင်မသိနိုင်ကြတဲ့အတွက် ဒီ
ဒီစိတ်ကလေးကိုပဲပုဂ္ဂိုလ်သတ္တဝါကောင်လို့ထင်နေကြတာစိတ်ကူးနေတာဟာငါပဲငါစဉ်းစားနေတယ်ငါကြားနေတယ်ငါသိနေတယ်လို့ထင်နေကြတယ်ကလေးသူငယ်ဖြစ်ကအခုတည်းကတဘွားလုံးသက်ရှင်ပြီးသိနေတဲ့ငါကောင်လေးဟာတကယ်ကိုရှိနေတယ်လို့ထင်နေကြတယ်အမှန်မှာတော့ငါကောင်လေးဆိုတာရှိတာကိုမဟုတ်ဘူးတကူချင်းတကူချင်းဆင်ကမပြတ်ဖြစ်နေတဲ့ဒီစိတ်ကလေးသာရှိတာပဲအဲဒီတကူချင်းခဏမစက်ပြတ်ဖြစ်နေတဲ့စိတ်ကလေးကိုကိုယ်တိုင်မျက်မှောက်သိအောင်လို့မှားရတာတဲ့ဒါကြောင့်ဒီစိတ်ကလေးကိုဖြစ်တိုင်းမှားရမယ်ဒီစိတ်ကလေးကတော့မှားလိုက်ရင်ကြောက်လွယ်ပါတယ်ကြံတယ်လို့တစ်ချက်လောက်မှားလိုက်ရင်သူကမကြည့်တော့ဘူးကြောက်သွားတော့တာပဲအဲဒီတော့ဖောင်းတယ်ပိန်တယ်ဖောင်းတယ်ပိန်တယ်လို့ရမ်းမှသွားရုံပဲထိုင်းနေတာကြတော့ကိုယ်တည်းကညောင်းတာပူတာတွေလည်းပေါ်လာလိမ့်ဦးမယ်အဲ့ဒါတွေကိုလည်းလိုက်ပြီးမှားရမယ်ညောင်းရင်ညောင်းတာလေးကိုသိချာသိအောင်စိတ်နဲ့စားပြီးညောင်းတယ်လို့မှားပူရင်လည်းပူတယ်မှားနာရင်လည်းနာတယ်မှားမောရင်လည်းမောတယ်မှားရုံပါပဲဒီညောင်းတာပူတာနာကျင်ခဲတာမောပန်းတာနေတဲ့ခဲတာတွေဟာဒုက္ခဝေဒနာတွေကြီးပဲဒါကြောင့်ဒါတွေကိုရှုမှတ်နေတာကဝေဒနာနုပဒနာတဲ့ဒီဝေဒနာလေးတွေကိုဖြစ်တိုင်းမရှုနိုင်မသိနိုင်ကြတဲ့အတွက်ညောင်းတာပူတာနာကျင်ခဲတာလေးတွေကိုပဲငါလို့ထင်နေကြတယ်ငါညောင်းနေတယ်ငါပူနေတယ်ငါနာနေတယ်လို့ငါကောင်တော်ကောင်အနေနဲ့ထင်နေကြတယ်အရင်ကတော့ငါကောင်းနေတာပဲအခုမှနေတိုင်းခဲလာတယ်လို့ငါတယောက်တည်းအနေနဲ့ထင်နေကြတယ်အမှန်မှာတော့ဒီလိုမဟုတ်ဘူးကိုယ်ထဲမှာမကောင်းတဲ့အတွေ့အကြုံနဲ့တွေ့ပြီးတော့မကောင်းတဲ့ခံစားမှုကလေးတွေတစ်ခုပြီးတစ်ခုအသေးသေးဖြစ်နေတာပဲဓာမိဝင်များမှာဒါအားကလေးတွေအသေးသေးလာတိုင်းမပြတ်လင်းနေတာလိုပါပဲကိုယ်ထဲမှာမကောင်းတဲ့အတွေ့အကြုံလေးတွေနဲ့အသေးသေးတွေ့တိုင်းမကောင်းတဲ့ခံစားမှုကလေးတွေဆင့်ကမပြတ်ဖြစ်နေတာပဲအဲ့ဒါလေးတွေကိုသေချာသိအောင်ညောင်းရင်ညောင်းတယ်ပူရင်လည်းပူတယ်နာရင်လည်းနာတယ်လို့ဒီလိုစူးစိုက်ပြီးမှတ်နေရမယ်မဂ္ဂဇမှာတော့ညောင်းတာပူတာလေးတွေကတိုးပြီးတော့လဲညောင်းလာတာပူလာတာတဲ့အဲဒီတော့ပြင်းနေတဲ့စိတ်ကလေးကပေါ်လာလိမ့်မယ်အဲဒီစိတ်ကလေးကိုလည်းပြင်းနေတယ်လို့မှတ်ပြီးတော့ညောင်းတာပူတာကိုပဲရမ်းမှတ်နေရအောင်မယ်သီးခံရင်နိဗ္ဗာန်ရောက်တယ်သီးခံရင်နိဗ္ဗာန်ရောက်တယ်ဆိုတာဟာဒီပြည့်နေရမှာတဲ့ဟောဒီတရားထုတ်ရမှာပိုးပြီးသုံးကြတယ်တရားထုတ်ရင်သီးခံမှာပဲညောင်းတာပူတာကိုသီးမခံမဲနဲ့ခဏရွှေ့လိုက်ပြင်းလိုက်လုပ်နေရင်တော့သမာဓိမဖြစ်နိုင်ဘူးသမာဓိမဖြစ်ရင်ညာမဖြစ်ဘူးညာမဖြစ်တော့မဘုနိဗ္ဗာန်ကိုမရောက်ဘူးပေါ့ဒါကြောင့်သီးခံပြီးမှတ်နေရတယ်တရားထုတ်ရမှာသီးခံရတယ်ဆိုတာကလည်းကိုယ်တည်းကဒုက္ခဝေဒနာတွေသီးခံရတာပါပဲအဲ့ဒါတွေပဲများပါတယ်ဒါကြောင့်ညောင်းတာပူတာနာကျင်တာအကံခက်တာတွေဖြစ်လာလို့ရှိရင်ရုပ်တရက်အမှတ်ဖြစ်ပြီးတော့မရွှေ့လည်းမပြင်းရသေးဘူးညောင်းတယ်ပူတယ်စသည်ဖြင့်ဒီကံပြီးမှနေရအောင်မယ်ဒီလိုဒီကံပြီးမှနေရင်ဒုံတံဝေဒနာကတော့ပျောက်သွားပါလိမ့်မယ်သမာဓိညာအားကောင်းတဲ့အခါများမှာတော့အမှန်တရားကြီးကျယ်တဲ့ဝေဒနာတွေတောင်ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီလိုပျောက်သွားတဲ့အခါမှာဖောင်းနေပိန်နေလို့ရမ်းမှသွားရုံပဲအတော်ကြောင်ပိန်မှနေလို့လဲမပြောင်းနိုင်ဘူးမနေသာလားဘူးဆိုရင်တော့ပြင်းရတာပေါ့ဒါပေမဲ့ပြင်းနေတဲ့စိတ်ကလေးကစားပြီးပြင်းနေလို့မှားလက်ကြွရင်ကြွတယ်လို့မှားရွှေ့ရင်ရွှေ့တယ်လို့မှားဖြည်းဖြည်းလေးရွှေ့ရမယ်နော်အဲဒီဖြည်းဖြည်းရွှေ့သွားတာလေးကိုပဲလိုက်ပြီးတော့ကြွတယ်ရွှေ့တယ်ထိတယ်လို့ဒီလိုအစဉ်တိုင်းမှတ်သွားရမယ်ကိုကြီးကိုရင်းနေလို့ရှိရင်ရင်းနေမှခြေတော့ကြွလာရင်ကြွတယ်မှရွှေ့ရင်ရွှေ့တယ်မှချရင်ချတယ်မှဘာမှပြုပြင်မရှိပဲငြိမ့်နေကြပြီဆိုရင်တော့ဖောင်းနေပိန်နေလို့ပြန်မှနေရမယ်ရတယ်မှာရနာမနေရဘူးရှေးမှနဲ့နောက်မှစနေကြရမယ်ရှေးသမารိနဲ့နောက်သမารိရှင်းညာနဲ့နောက်ညာတစားသေးသွားမှသတိသမารိညာတွေကတစ်ဆင့်နဲ့တစ်ဆင့်မြင့်ရင့်ပြီးလာတာဒီလိုရင့်ပြီးအားပြည့်တဲ့အခါကျတော့မှမဲ့ညာကိုဆက်ရောက်ပြီးသွားတာတရားထုတ်တဲ့ဆိုတာမိဖို့တဲ့ယောက်ျားလို့အားထုတ်ရမယ်တဲ့မိချင်းမပေါ်သေးတဲ့ဟိုရှိကေတုန်းကသစ္စာချင်းပို့ပြီးမိမွေးရတယ်
အဲဒီမိပွတ်တဲ့လူဟာမိမပွတ်မဲ့ချင်းမရမနာပွတ်နေရတယ်ပူလာလေးလေးအားဆက်ပြီးပွတ်လေးလေးပဲဒီလိုဆင်းမပြဖို့လို့ပူလုံးမကပူလာတော့မိပွင့်လာရတယ်အဲဒီတော့မှပဲနားရတယ်အဲ့ဒါလိုပဲရှေးမှလည်းနောက်မှရှေးသမารီနဲ့နောက်သမารီမပြတ်စနေအောင်ဓမ္မထဲမှနေရတယ်ဒီကညောင်းတာပူရာတွေကိုမှတ်လို့ပြီးသွားရင်ရမနေနဲ့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ဇာသေးပဲဆက်မှသွားရမယ်ဒီလိုမှနေရင်တဏှာကရလာပြန်ရင်အဲ့ဒါကိုလည်းမှတ်ရမှာပဲရတဲ့နေရာကိုစာရိုက်ပြီးရတယ်လို့မှသူလည်းခံခဲ့တဲ့ဒုက္ခဝေဒနာပဲအရာဖြောခြင်းတဲ့စိတ်ကလေးပေါ်လာရင်အဲ့ဒီစိတ်ကိုဖြောခြင်းတယ်လို့မှမဖြောရသေးဘူးပြီးတော့လဲရတယ်လို့ပဲရမှနေရအောင်မယ်ဒီလိုပင်မနေရင်ရတာကတော့ပျောက်သွားတာပဲများပါတယ်ပျောက်သွားရင်ဖောင်းနေပိန်နေလို့ပြန်မှသွားရုံပဲမပျောက်လာတဲ့ခါကျတော့ကိုယ်ရဖြောရတာပေါ့ဒါပေမဲ့ဖြောခြင်းတဲ့စိတ်လေးကစားပြီးမှသွားရမယ်ဖြောခြင်းတယ်မှလက်ကြွလာရင်ကြွတယ်မှရွှေ့ရင်ရွှေ့တယ်မှရတဲ့နေရာကိုလက်ထိတော့ထိတယ်လို့မှအရာဖြောက်တော့ဆွဲတိုင်းတွန်းတိုင်းဖြောက်တယ်ကုတ်တယ်မှလက်ပြန်ချတော့ချတယ်မှတနည်းရာမှလက်ကထိသွားတော့ထိတယ်မှပြီးတော့ဖောင်းနေပိန်နေရမှသွားရုံပဲကိုယ်မူရာပြုပြင်တိုင်းဒီနည်းကြီးပဲဘာလေးတစ်ခုမှလွတ်မသွားစေရဘူးပြုပြင်တိုင်းပြုပြင်တဲ့စိတ်လေးကစားပြီးစိတ်ဆက်ဆက်မှသွားရမယ်။တရားကထားမယ်ကြရင်အဲ့ဒီစိတ်ကိုထားခြင်းနဲ့လို့မှားရမယ်။လက်တွေခြေတွေပြင်တော့ကြွတယ်ရွှေ့တယ်ဆန်းတယ်ထိတယ်ထောက်တယ်စသည်ဖြင့်အစဉ်တိုင်းမှာပြီးပြုပြင်ရမယ်။ကိုကြီးကရှေ့ကိုရင်းလာတော့ရင်းနေမှထားလိုက်တဲ့အခါမှာကိုကြီးကပေါ့ပြီးကြွတက်လာတာရှိတယ်။အဲ့ဒါကိုစူးစိုက်ပြီးတော့ထားတယ်လို့မှဖြည်းဖြည်းထားမယ်နော်။တရားထုတ်တဲ့ပုဂ္ဂိုလ်ဟာအာရင်ရှိပေမဲ့လို့အာမရှိတဲ့လူမှလို့ကျင့်ရမယ်တဲ့။ပရိကျမ်းမှာလည်းအာရင်ရှိတဲ့ပုဂ္ဂိုလ်များမှာတော့ထားတယ်သွားတယ်ဆိုတာဟာလွယ်လေးပေါ့ပြုံးမြင်ဆိုမြန်မာပြည်နဲ့အာရင်မရှိတဲ့လူမှများကြတော့ဖြည်းဖြည်းလေးရွလေးပဲသိပင်ငွေတာခါနာနေတဲ့လူများမှထားတယ်ဆိုလို့ရှိရင်ကြွလေးညင်သာလေးပဲခါတွေကနာသွားမှဆိုလို့သူ့ကိုယ်သားလေးအာယူပြီးဖြည်းဖြည်းချင်းလေးထားလာတယ်အခုတရားထုတ်ရမှလဲအားမရှိတဲ့အဲ့ဒီလူမှများလို့ကျင့်ရမယ်တဲ့ဘာမှမဆိုဖြည်းဖြည်းချင်းပဲပြုပြင်ရမယ်ဒီလိုဖြည်းဖြည်းချင်းပြုပြင်မှလဲတတိသမารိညာကကောင်းမှီတာဒါကြောင့်ဖြည်းဖြည်းကပဲစပြီးလေ့ကျင့်ရတယ်ထားတယ်လို့မှတ်ပြီးလူမှများလို့ပဲဖြည်းဖြည်းလေးထားရမယ်လူမှနဲ့ကိုတူစီရမယ်ဒါလည်းမကသေးဘူးမျက်စိမြင်ပေမဲ့မမြင်တဲ့လူလိုကျင့်ရမယ်တဲ့နားကကြားပေမဲ့မကြားတဲ့လူလိုကျင့်ရမယ်တဲ့ကြားထုတ်နေတဲ့အခါမှာကျူးမမှုလေးတစ်ခုတည်းပဲကိုယ်လို့ရှိတယ်ဒီပြင်မြင်တာတွေကြားတာတွေဆိုတာကတော့ကိုယ်လုံးမဟုတ်ဘူးဒါကြောင့်ဘယ်လိုထူးထူးဆန်းဆန်းကိုမြင်ရပေမဲ့မမြင်ရသလိုပဲအမှတ်ကိုယ်သာကြည့်ဆိုင်ပြီးမှတ်နေရမယ်ဘယ်လိုထူးထူးဆန်းဆန်းကိုကြားပေမဲ့မကြားသလိုပဲအမှတ်ကိုယ်သာကြည့်ဆိုင်ပြီးတော့မှတ်နေရမယ်ကိုယ်မူရာပြုပြင်တဲ့အခါမှာလဲမကြမ်းပါတဲ့ပုဂ္ဂိုလ်အားရမရှိတဲ့ပုဂ္ဂိုလ်များလိုပဲဖြည်းဖြည်းလေးကြွလေးပြုပြင်ရမယ်လက်ရွှေလိုက်ခြေရွှေလိုက်ကိုယ်လိုက်ဆန်းလိုက်ခေါင်းကုန်းလိုက်မောလိုက်နဲ့အဲ့ဒါတွေအားလုံးညီသက်ကလေးပင်ပင်မှုမှုကလေးပဲပြုပြင်ရမယ်ဒါကြောင့်အခုလိုတရားကထားတဲ့အခါမှာထားတယ်လို့မှားပြီးဖြည်းဖြည်းချင်းလေးထားရမယ်ခါစားမြရမိတဲ့အခါကျတော့ရတယ်မှာဟိုဒီလျှောက်ကြည့်မိရင်ကြည့်တယ်မြင်တယ်မှာသွားတဲ့အခါကျတော့ခြေလမ်းကိုမှတ်ရုံပဲညာဘက်ကလမ်းတဲ့အခါညာလမ်းတယ်မှာဘယ်ဘက်ကလမ်းတဲ့အခါဘယ်လမ်းတယ်မှာခြေတော်ကြွသည်ကစားပြီးခြေတော်ချသည်ဒီရွေ့ပြီးသွားတာလေးကိုအစဉ်တိုင်းပြီးသွားရမယ်ညာလမ်းတယ်ဘယ်လမ်းတယ်ညာလမ်းတယ်ဘယ်လမ်းတယ်ဒီလိုတလန်းတစ်ခါမှတ်သွားရုံပဲအဲ့ဒါကမြန်သွားတဲ့အခါမှာဘုံနဲ့ခါမြန်သွားတဲ့အခါခါဝေးသွားတဲ့အခါများမှာတလန်းတစ်ခါမှသွားရင်တော့လောက်ပါပြီဘယ်လမ်းနဲ့ညာလမ်းနဲ့ဒီလိုတစ်ချက်မှသွားရင်တော့ပါပြီဖြည်းဖြည်းသွားနေတဲ့အခါဈဉ္ညာလျှောက်နေတဲ့အခါများမှာတော့ခြေတလားမှာမှတ်စရာက၃ပိုင်းရှိတယ်ခြေတော်ကြွတက်လာတာကတစ်ပိုင်းလှမ်းလိုက်တာကတစ်ပိုင်းငင်းချလိုက်တာကတစ်ပိုင်းအဲ့ဒီ၃ပိုင်းထဲမှာကြွတာလေးနဲ့ချတာလေးဒီနှစ်ပိုင်းကစပြီးမှတ်ရမယ်
ခြေတော်ကြွတယ်လာတာလေးကိုကြွတယ်လို့မှကြွတယ်လာတာလေးကိုသတိချရသိရမယ်ပြီးတော့နင်းချလိုက်တာလေးကိုချတယ်လို့မှတ်ရမယ်လေးလေးပြီးကြသွားတာလေးကိုသတိချရသိရမယ်အဲဒီနှစ်ပိုင်းကစားပြီးမှတ်ရမယ်ကြွတယ်ချတယ်ကြွတယ်ချတယ်ဒီလိုခြေတလန်းတလန်းမှာနှစ်ချက်နှစ်ချက်မှပြီးသွားရမယ်အဲဒီနှစ်ချက်မှကလည်းနေလောက်နေတော့လွဲလာပါလိမ့်မယ်ဒီလိုလွဲလာတဲ့အခါကျတော့သုံးချက်မှရမယ်ကြွတယ်လှမ်းတယ်ချတယ်ကြွတယ်လှမ်းတယ်ချတယ်ဒီလိုသုံးချက်မှတ်သွားရမယ်အခုမှကစားမှာတော့တစ်ချက်မှတစ်ချက်မှဆိုရင်တော်ပါပြီညံသွားတဲ့အခါမှာညာလှမ်းတယ်ဘယ်လှမ်းတယ်ဒီလိုတစ်ချက်မှတ်သွားဒီပြီးသွားတဲ့အခါမှာကြွတယ်ချတယ်ဒီလိုနှစ်ချက်မှတ်သွားဒီလိုသွားနေရကထိုင်နေတဲ့စိတ်ပေါ်လာကြရင်ထိုင်နေမှထိုင်ချလိုက်တော့ကိုကြီးကလေးလေးပြီးကြသွားတာရှိတယ်အဲ့ဒါကိုစူးစိုက်ပြီးတော့ထိုင်နေလို့မှတ်ရမယ်ထိုင်ပြီးတဲ့အခါကျတော့လက်ရှိပြင်တာတွေကရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးမှတ်သွားရမယ်ဘာမှအပြည့်ပြည့်မရှိဘဲနဲ့ငြိမ့်နေပြီဆိုတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေအဲ့ဒါကိုမှတ်နေုံပဲဒီလိုမှတ်နေရတဲ့ကညောင်းတာပူတာတွေပေါ်လာရင်အဲ့ဒါတွေကိုလည်းလိုက်မှတ်ရမယ်ဒီထဲကလက်အိတ်ချင်းလို့ကြည့်ရင်အိတ်ချင်းနဲ့မှလက်အိတ်ခါနေကြတော့လက်ကလေးခြေလေးပြင်တာလည်းရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးမှတ်ရမယ်လက်ကိုကြွရင်ကြွတယ်မှရွှေရင်ရွှေတယ်မှထောက်ရင်ထောက်တယ်မှကိုကြီးကရိမ့်လာရင်ရိမ့်နေမှခြေတော့ဆန်းရင်ဆန်းတယ်မှရိမ့်ပြီးလက်အိတ်လိုက်တဲ့အခါကျတော့အိတ်တယ်လို့မှားပြီးဖြည်းဖြည်းချင်းလေးလဲရသွားရမယ်ဒီလိုအိတ်လိုက်တာလေးကလည်းရေးကြည့်တယ်ဒီတွင်းမှာလဲတရားဓုကဖြစ်နိုင်တာပဲသမာဓိညာအားရှိနေတဲ့အခါဆိုရင်ဘယ်ချိန်ဆိုတရားဓုကဖြစ်နိုင်တာကြီးပဲတကွေးတစားအတွင်းလည်းဖြစ်နိုင်တာပဲခြေတုံးကအဇ္ဇာနာရဟနာဖြစ်သွားတယ်ဆိုတာဟာဒီလိုလဲအိမ်နေတုံးဖြစ်သွားတာပဲအဇ္ဇာနာဟာပထမသင်္ဃာနာနီးမှာတညာရဲနဲ့ရဟနာဖြစ်အောင်လို့အပြင်းတအားထုတ်နေတယ်ကာယကတတတိလို့ခေါ်တဲ့ကာနုပန္နတတိပဋ္ဌာန်ကိုတညာလုံးပညာကြောက်ပြီးပေါ်များအားထုတ်နေတယ်ညာလန်းတယ်ဘယ်လန်းတယ်ကြွတယ်လှမ်းတယ်ချတယ်လို့အခုပြောနေတဲ့အမှမျိုးပါပဲသွားခြင်းနဲ့စိတ်နဲ့သွားတဲ့ရုပ်တရားတွေတစ်ပိုင်းစီဖြစ်ပြနေတာကိုရှုမှတ်ပြီးနေလိုက်တာနည်းနည်းလင်းကန်ဤတောင်ရောက်နေပြီတဲ့ဒါပေမဲ့ယဟနာတော့လည်းမရှိသေးဘူးတဲ့ဒီတော့ဉာဏ်နာကဉာဏ်သွားများနေလို့ဝိရိယလွန်နေတယ်ဆိုတာကိုသိတဲ့အတွက်သမာဓိနဲ့ဝိရိယညီမျှသွားအောင်ခဏလောက်လှည့်ရင်အားထုတ်မယ်လို့စိတ်ကူးပြီးအခါနဲ့ဝင်သွားကရင်ပေါ်မှာထိုင်တရားလှည့်လိုက်တယ်အဲဒီလိုလှည့်နေတော့အိတ်တယ်လို့ခုပြောနေတဲ့အမှမျိုးမှာပဲဉာဏ်နာဖြစ်သွားတယ်တဲ့ဉာဏ်နာဟာအဲဒီလဲမိခင်တုန်းကတော့သောတာပန်ပဲဒါကြောင့်အဲဒီသောတာပန်ဖြစ်ကနေပြီးဝိပဿနာရှုတော့တရားရင်မဲ့ဖို့ရောက်အဲဒီကနေပြီးဝိပဿနာရှုကြတော့နာရင်မဲ့ဖို့ရောက်အဲဒီကနေပြီးဝိပဿနာရှုကြတော့အရဟတမဲ့ဖို့ရောက်ဒီလိုဝိပဿနာနဲ့တည်းကအတက်ပင်ဖို့သုံးစဉ်တဲပြီးရဟနာဖြစ်သွားတာတခဏလေးပဲဘာမှမကြောက်ဘူးဘယ်ချိန်မှဆိုရှင်းနိုင်တယ်အခုပြောနေတဲ့ဉာဏ်န္တာရဲ့ရဟနာဖြစ်ပုံကိုသာကြည့်ပြီးတော့ဒါကြောင့်ဘယ်ချိန်မှဆိုကြိုးစားပြီးမှတ်နေရမယ်ဒါလေးကတော့ရင်မကြည့်ပါဘူးဆိုပြီးတော့အမှတ်ကိုရှော့မထားရဘူးဒါကြောင့်အခုပြောနေတဲ့လက်အိတ်ခိုင်မှာလဲယူသေးသေးပဲမှတ်သွားရမယ်အိမ်မိတဲ့အခါကျတော့လက်ချီတင်တာတွေလည်းရှိသေးတယ်အဲ့ဒါတွေလည်းအကုန်လုံးစိတ်ဆက်ဆက်မှတ်ရမယ်ဘာမှပြည့်ပြည့်မရှိပဲငြိမ့်နေပြီဆိုရင်တော့ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါပဲမှတ်နေရမယ်ညင်းတယ်လို့အချင်းကြနေပြီမဲ့လို့အမှတ်ကိုတော့လှုပ်ပြီးမရဘူးတရားကိုတကယ်တမ်းအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာမဟိတော်ဘူးအနေနဲ့စွန့်စွန့်စားစားအားထုတ်ရတယ်ဒါကြောင့်ညင်းတယ်လို့အချင်းပဲမဲ့လို့အမှတ်တော့မလို့ရဘူးဓမ္မထဲသာမပြမှတ်ပြီးတော့နေရမယ်မရင်အိပ်ပြောသွားစီရမယ်အမကနိုင်ရင်လည်းအိပ်မပြောဘဲနဲ့နေမှာပဲအိပ်ချင်တာကနိုင်သွားရင်လည်းအိပ်ပြောသွားမှာပဲအိပ်ချင်းနဲ့မှမျက်စိမေးလာရင်မေးတယ်လေးလာရင်လေးတယ်မျက်စိဖားရင်ဖားနေမှဒီလိုမှလိုက်တာနဲ့မျက်စိကပြန်ပြီးတော့ကြည်သွားတတ်တယ်အဲဒီတော့လဲကြည်တယ်မှပြီးတော့ဖောင်းနေပိန်နေပြန်မှသွားရုံပါပဲဘယ်လိုပဲပိန်မှနေနေဟ
ဟိုအိတ်ချင်လာပြီဆိုတော့အိပ်ပျော်သွားတာပါပဲအိပ်ပျော်ဖို့ရကတော့မခက်ပါဘူးလွယ်ပါတယ်လဲအိပ်ပြီးတော့မှတ်နေလို့ရှိရင်တပြေးပြေးနဲ့မေ့ပြီးတော့အိပ်ပျော်သွားတာတယ်ဒါကြောင့်အာရဝါဒပုဂ္ဂိုလ်မှာလဲအိပ်နေတာကအချိန်မများစီရဘူးထိုင်တာလည်းညကြောက်တာကများစီရမယ်သို့ပေမဲ့ရင်းနဲ့လို့အိပ်ကျင်ကြနေတဲ့အခါမှာတော့လက်အိပ်နေရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့ဒီလိုမှနေရတော့တာပါပဲဒီလိုမှနေရင်သူ့လိုအိပ်ပျော်သွားပါလိမ့်မယ်အိပ်ပျော်နေတဲ့အချိန်မှာတော့ဘာမှမပြီးလို့ဘာမှမမှားရဘူးဒါကြောင့်အိပ်ပျော်နေတဲ့အချိန်ကတော့ယောဂီပုဂ္ဂိုလ်မှနားရတဲ့အချိန်နဲ့သို့ပေမဲ့တကယ်တမ်းတရားထုတဲ့ပုဂ္ဂိုလ်ဆိုတာအိပ်ချိန်ကို4 နာရီလောက်သာထားရတယ်4 နာရီလောက်အိပ်တယ်ဆိုလို့ရှိရင်ကောင်းကောင်းလုံလောက်နေပါပြီအဲဒီအိပ်ပျော်ကနိုးလာရင်တော့နိုးတွေကစားပြီးမှရမယ်မရောက်ဘူးရောတကယ်တမ်းအထုတဲ့ယောဂီဆိုတာအိပ်ပျော်နေတဲ့အချိန်လောက်ပဲနားရတယ်ဒီပြင်နိုးနေတဲ့အချိန်တွေမှာတော့မနေမနာမပြမစက်ဓမ္မတက်မှနေရတယ်ဒါကြောင့်မှနိုင်လို့ရှိရင်နိုးလာတဲ့စိတ်ကလေးကိုလည်းနိုးတယ်လို့မှတ်ရမယ်အဲဒါကိုမသိနိုင်မှနိုင်သေးရင်တော့ဖောင်းတာပိနာကစားပြီးဖောင်းနေပိနေလို့မှတ်ပါရုံပဲအိယာကထားမယ်လို့ကြံရင်ထားခြင်းနဲ့မှလက်ရှိပိနာလေးတွေလည်းရှိလိမ့်မယ်အဲဒါတွေလည်းအကုန်လုံးမှတ်ပါရမယ်ခေါင်းထောင်ပြီးထလာတော့ထားတယ်မှထိုင်နေတဲ့ခါကျတော့ထိုင်နေမှလက်ရှိတွေပြင်လာရှိသေးရင်အဲဒါတွေလည်းကုန်မှဘာမှအပြည့်ပြည့်မရှိပဲငြိမ်လေးထိုင်နေပြီဆိုတော့ဖောင်းနေပိန်နေဖောင်းနေပိန်နေလို့မှတ်နေုံပဲအခုပြောလာခဲ့တာတွေဟာအရိယာဘု၄ပါးလုံးအပြောင်းလဲနေတဲ့ကမှတ်ရမယ့်ဥစ္စာတွေကြီးတယ်ပဲဒါပေမဲ့မှတ်ကသာပုဂ္ဂိုလ်ကတော့အခုပြောခဲ့တာတွေကိုအကုန်လုံးစစ်စားအောင်မှတ်နိုင်သေးပါဘူးနောက်တမာတိညာအားကောင်းလာတဲ့အခါကျမှဒါတွေကိုစစ်ဆက်မှတ်နိုင်မှာအဲဒီခါကျတော့အများကြီးပဲမှတ်နိုင်ပါတယ်အခုပြောနေတာတော့မကသေးပါဘူးအခုပြောနေတာကခေါင်းစဉ်လောက်ရှိသေးတာပဲပရိသမารိဆိုတာကသူ့ဟာသူဆောင်သွားတာအပိတွေကလည်းသူ့ဟာသူမြန်သွားတာအဲဒီခါကျတော့သိစရာတွေကိုအကုန်လုံးပဲသူ့ဟာသူသိသွားပါလိမ့်မယ်အခုပြောလာခဲ့တဲ့မှတ်ပုံစဉ်ကတော့ကျေကြီးရှိပါသေးတယ်အခုပြောလာတော့သိုံနဲ့တော့တရားကပြည့်စုံနေပါဘူးရှင်မဖြစ်ပါမလားလို့တော့အားငယ်နေကြမရှိပါဘူးတရားကသူ့ဟာသူဆောင်ပြီးသိစရာတွေကိုအကုန်လုံးလျှောက်သိသွားပါလိမ့်မယ်ပြီးတော့မျက်နှာသေးတဲ့အခါဒီချိုးတဲ့အခါတွေမှာလည်းမှတ်ရမယ်ဒါတွေကတော့ခက်မြန်လောက်ရတာတွေမို့မှတ်နိုင်နေကြမှတ်သွားရုံပါပဲဟိုစားပြင်ဝတ်တာတွေလည်းရှိတယ်အေးရနေရပြင်းတာတွေတကားပိတ်တာဖွင့်တာတွေလည်းရှိတယ်အဲ့ဒါတွေကတော့စိစိဆက်ဆက်အကုန်လုံးမှတ်သွားရမယ်ဓမင်းစားတဲ့အခါမှာဓမင်းပွဲကြည့်တာကစားပြီးကြည့်တယ်မြင်တယ်မှတ်ပြီးတော့ဓမင်းပွဲစီလက်လှမ်းတာထိတာဓမင်းစုတာဓမင်းလုပ်ပြင်းတာကိုင်းတာယူလာတာခေါင်းငုံတာပဇာတဲ့ဓမင်းလုပ်ထဲတာလက်ပြန်ချတာခေါင်းပြန်ထောင်တာဒီလိုအပြုပြင်တွေကိုလည်းအကုန်လုံးမှတ်သွားရမယ်ဝါတဲ့ခါကျတော့ဝါတယ်မှဝါနေတော့ရတာကိုသိတော့သိတယ်မှသဘောကျသွားရင်လည်းသဘောကျတယ်မှကောင်းတယ်ထင်ရင်လည်းကောင်းတယ်မှမျိုးချလိုက်တော့မျိုးတယ်လို့မှတ်ရမယ်အဲ့ဒါတွေကဓမင်းတစ်လို့စားတော့မှပုံပဲနောက်ဓမင်းတင်မှလည်းဒီနည်းတိုင်းပဲမှတ်သွားရမယ်ဟင်းတောက်တော့လဲကြည်တာမြင်တာလဲလှမ်းတာဇုံကိုကိုင်တာကော်တာခတ်တာယူလာတာပေါက်တာမျိုးချတာဒီလိုဟာတွေအကုန်လုံးမှတ်သွားရမယ်ဒီဓမင်းစားရမှလည်းအမှားခဲ့တယ်မှတ်စရာတွေကသိညာတာပဲမဂ္ဂသာပုဂ္ဂိုလ်မှာတော့မေ့သွားတာတွေမနိုင်တာတွေကများနေတာပါပဲတို့ပေမဲ့အကုန်လုံးမှတ်မယ်လို့ဒီလိုစိတ်တော့တင်းထားရတယ်သူဟာသူမနိုင်လို့ခုံးကျော်သွားတာတော့ဘယ်တတ်နိုင်မလဲနောက်သမာဓိညာအားကောင်းလာတဲ့ခါကျတော့အကုန်လုံးစိတ်ဆက်ဆက်မှတ်နိုင်ပါလိမ့်မယ်ဟောအခုပြောလာခဲ့တာဟာမပုံနေတော်ဆုံးသွားပြီဒါပေမဲ့ကြေကြီးလျှောက်ပြောနေတော့လူရင်းရှုမှတ်စရာတွေကိုကောင်းကောင်းမှတ်မိမှာမဟုတ်သေးဘူးဒါကြောင့်အချင်းချုပ်ထားပြီးပြောဦးမယ်အချင်းချုပ်ဆိုတော့ရှုစရာမှစရာကနည်းနည်းပဲရှိပါတယ်လမ်းကြောင်းနေတဲ့အခါဆိုရင်ခြေလမ်းကိုသာမှတ်နေုံပဲညာလမ်းနဲ့ဘယ်လမ်းနဲ့ညာလမ်းနဲ့ဘယ်လမ်းနဲ့ဒါလေးနှစ်ခုမှတ်နေုံပဲနည်းနည်းသွားတဲ့အခါမှာညာလမ်းနဲ့ဘယ်လမ်းနဲ့လို့ဒီတလန်းတစ်ခါမှတ်သွားရင်တော့ပါပြီဖြည်းဖြည်းသွားတဲ့အခါမှာကြွတယ်ချတယ်ဒီလိုခြေတလန်းနှစ်ချက်မှတ်သွားရုံပဲငြိမ်ပြီးထိုင်နေတဲ့အခါမှာဆိုရင်ဖောင်းနေပိန်နေဒါလေးနှစ်ခုပဲမှတ်နေရမယ်
လဲအိနေတဲ့အခါမှာလည်းဘာမှထူးမှစရာမရှိဘူးဆိုရင်ဖောင်းနေပိန်နေဖောင်းနေပိန်နေဒါပဲမှတ်နေရမယ်ဒီတိုင်းဆိုတော့မှတ်စရာကနည်းနည်းပါပဲမများပါဘူးဒီလိုဖောင်းနေပိန်နေမှတ်နေရင်စိတ်ကူးတွေကတခြားထွက်သွားရင်တော့အဲ့ဒီစိတ်တွေကိုလိုက်ပြီးမှတ်ရမယ်ပြီးရင်ဖောင်းတာပိန်တာကိုပြန်မှတ်ညောင်းတာပူတာနာကျင်ခဲတာရတာတွေရှိရင်အဲ့ဒါတွေလည်းလိုက်ပြီးမှတ်ရမယ်ပြီးရင်ဖောင်းတာပိန်တာကိုပြန်မှတ်ဒီထဲကကိုယ်လည်းစားရင်လှုပ်ရှားလိုက်ခေါင်းငုံလိုက်မောလိုက်ရင်းလိုက်ရင်လိုက်ဒီလိုပြုပြင်နေရှိပြန်ရင်အဲ့ဒါတွေကိုလည်းလိုက်မှတ်ရမယ်ပြီးရင်ဖောင်းနေပိန်နေပြန်မှတ်သွားရမယ်ဒီနည်းတွေမှတ်နေရင်တဖြည်းဖြည်းနဲ့မှတ်နေတာတွေကများလာလိမ့်မယ်မဂ္ဂသမှာတော့စိတ်တွေကဟိုပြေးလိုက်ဒီပြေးလိုက်နဲ့မမှတ်နေတာတွေကများနေတတ်တယ်ဒါပေမဲ့စိတ်တော်ပြည့်ရဘူးဘယ်သူပဲဖြစ်ဖြစ်အာရုက္ခသမှာတော့ဒီလိုအမှားရခက်ကြတာကြီးပါပဲနောက်လက်ကျင်သားရလာတော့စိတ်ထွက်တိုင်းမှမိပြီးပြီးနေတယ်ဒါကြောင့်ဒီစိတ်ကလေးဟာကြာတော့လုံးလုံးကုန်ပြေတော့ဘူးမစရာအောင်ထဲမှာသက္ကကပြီးတော့တီးနေတော့တာပဲဟိုကဖောင်းလိုက်တာနဲ့ဒီကဖောင်းတယ်လို့မှားလိုက်တာနဲ့ဟာကြိုက်ပြီးတော့ကြာနေတယ်ဟိုကပိန်လိုက်တာနဲ့ဒီကပိန်တယ်လို့မှားလိုက်တာနဲ့ဟာလဲကြိုက်ပြီးတော့ကြာနေတာပဲမတိုင်းမစရာအာယုံနဲ့အပြီးဟာတွေ့ကြီးဖြစ်နေတယ်မစရာယုံနဲ့မှတ်ပြီးတဲ့နာဒီယုံနာတစ်ခုဟာအတွဲလိုက်တစုံဖြစ်နေတယ်ပုဂ္ဂိုလ်သတ္တဝါရဲ့လို့ပဲရှိနေမလို့ဒီယုတ်ကလေးနဲ့ဒီစိတ်ကလေးဒီနှစ်ခုတည်းပဲတွဲပြီးဖြစ်နေတာဒါလေးတွေကိုတော့ကြရင်ကိုယ်တိုင်းပဲတွေ့တော့ပါလိမ့်မယ်ဘောင်းနေပိန်နေမှားရင်ယုံနဲ့နာနှစ်ခုတခြားစီကွဲလာတယ်ဘောင်းတယ်လာတဲ့ယုံနဲ့ဘောင်းတယ်လို့ပြီးတဲ့စိတ်ကလေးပိန်ကြပါတဲ့ယုံနဲ့ပိန်တယ်လို့ပြီးတဲ့စိတ်ကလေးဒီလိုယုံနဲ့နာနှစ်ခုဟာတွဲနေတစုံကြိုက်ပြီးတော့ကြာနေတာကိုယ်တိုင်းပဲပိုင်းခြားပြီးလာမယ်အဲဒီတော့မတိုင်းဟာမဇ္ဇာတိဇယုတ်တရားကတစ်မျိုးမသိနေတဲ့နာတရားကတစ်မျိုးဒီယုတ်နဲ့ဒီနာဒါလေးနှစ်ခုရှိတာပဲလို့ကိုယ်ဝေညာနဲ့ကိုရှင်းပြီးလာပါလိမ့်မယ်အဲဒါဟာနာယုတ်ကိုပိုင်းခြားပြီးတဲ့နာမရူပပရိစ္ဆေဒညာနဲ့သူဟာဝိပဿနာဉာဏ်ရဲ့အစပဲသူကချိုးကြလာဖို့ရည်ကြီးတယ်အဲဒီကနောက်ဆက်မှနေဖြစ်ပေါ်လာပြီးတော့တခဏချင်းပျောက်သွားတာတွေကိုကိုယ်တိုင်တွေ့ရမယ်ပဂတိလူတွေကတော့ယောနာယောဟာတစ်သက်လုံးတစ်ဘဝလုံးမြဲတည်နေတယ်လို့ထင်နေကြတယ်ငယ်ငယ်ကလေးဘဝတုန်းကယုတ်ကပဲအခုတည်းဒီလူကြီးကိုဖြစ်လာတယ်လို့ထင်နေကြတယ်ငယ်ငယ်ကလေးဘဝတုန်းကစိတ်ကပဲအခုတည်းဒီလူကြီးစိတ်ဖြစ်လာတယ်လို့ထင်နေကြတယ်ယောစိတ်ယောဟာငါတယောက်တည်းပဲလို့ထင်နေကြတယ်မှတော့ဒီလိုမဟုတ်ဘူးမြဲတည်နေတဲ့တရားရဲ့လို့မရှိဘူးအခုပဲပြည့်နေတာကြီးပဲမျက်စိတမိခါတော့မကြောက်ဘူးဖြည်းပြီးဒီလောက်ဖြစ်ပြများနေတဲ့တရားတွေကြီးပဲအဲ့ဒါတွေကိုတော်ကြရင်မှန်ရင်နဲ့ကိုယ်တိုင်းပဲတွေ့တာမှဒီလိုမှနေရင်ဒီကြီးနဲ့ပျောက်သွားတာတွေကိုတွေ့ရတော့မမြဲတဲ့တရားတွေကြီးပဲဆိုတာသဘောကျလာမယ်ဒီလိုမမြဲတာတွေကြီးပဲလို့သဘောကျတာဟာအနိစ္စ ानु ပါဒနာညာမယ်ပြီးတော့ဘောကြီးကြောက်ကြီးနဲ့ဆင်းရဲကြီးပဲလို့လည်းထင်လာမယ်အဲ့ဒါကဒုက္ခ ानु ပါဒနာညာမယ်ပြီးတော့ကိုယ်ထဲမှာအခါခက်တာတွေကလည်းအမြောင်များတွေ့ရတော့ဆင်းရဲစုဝေးကြီးပဲလို့လည်းထင်လာမယ်အဲ့ဒါလည်းဒုက္ခ ानु ပါဒနာညာမယ်ပြီးတော့မှားရတဲ့ယုံနာတွေကိုလိုတိုင်းဘာမှဖြစ်ဘူးသူသဘောတိုင်းသူဖြစ်ပြနေတဲ့တရားတွေကြီးပဲအဲ့ဒါတွေကိုကြည့်တွေ့နေရတော့အစိုးမရတဲ့တရားတွေပဲပုဂ္ဂိုလ်သတ္တဝါကောင်မဟုတ်တဲ့သဘောတရားတွေပဲလို့ဒီလိုလည်းမှတ်နေရင်သဘောကျသွားမယ်အဲ့ဒါကတော့အနတ္တ ानु ပါဒနာပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တအသိဉာဏ်တွေကောင်းကောင်းကြီးပြည့်စုံတဲ့အခါမှာဒီလိုရှုမှတ်နေရင်တည်းကပဲနိဗ္ဗာန်ကိုရောက်သွားမယ်ခြေတုံးကဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေနိဗ္ဗာန်သွားကြတယ်ဆိုတာလေဒီဝိပဿနာလမ်းကကြီးသွားတာပဲဝိပဿနာမပါပဲနိဗ္ဗာန်ကိုမသွားနိုင်ဘူးဉာဏ်နာနေရင်ဘယ်ဖို့နိဗ္ဗာန်ရောက်သွားတယ်ဆိုတာတွေလည်းနည်းနည်းတော့ရှုမှတ်သွားသေးတာပဲဒါကြောင့်ဝိပဿနာဆိုတာအလုံးစုံဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေနိဗ္ဗာန်သွားထားတဲ့နိဗ္ဗာန်လမ်းမကြီးတဲ့ဝိပဿနာဆိုရင်သတိဉာဏ်၄ပါးတွေကတဘာမှတော့ပါဝင်နေတာပဲဒါကြောင့်သတိဉာဏ်ဆိုတာလည်းအလုံးစုံဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေနိဗ္ဗာန်သွားထားတဲ့နိဗ္ဗာန်လမ်းမကြီးတဲ့အခုတရားထုတ်မဲ့ယောဂီပုဂ္ဂိုလ်တွေဟာအဲဒီဘုရားရဟနာအရိယာပုဂ္ဂိုလ်တွေသွားထားတဲ့နိဗ္ဗာန်လမ်းမကြီးပေါ်မှာရောက်လာကြတယ်လို့မှတ်ရမယ်။မေတ္တာဖို့တရားနိဗ္ဗာန်တရားကိုရပါလို့ဤလို့ဆုတောင်းပြီးပြုထားတဲ့ကုသိုလ်ပါရမီတွေရှိနေလို့မေဖို့နိဗ္ဗာန်ခုဘဝမှာပဲရလိုက်တဲ့ပါရမီကံပြည့်စုံနေလို့
တရားရနာရိယာပုဂ္ဂိုလ်တွေသွားထားတဲ့သတိဓာဝိပဿနာလမ်းမကြီးပေါ်မှာငါတို့အခုရောက်နေကြတယ်လို့အောက်မေ့ကြရမယ်ဝမ်းမြောက်ဝမ်းသာလည်းရှိကြရမယ်ဒီလမ်းမကြီးအစဉ်တိုင်းလျှောက်သွားလို့ရှိရင်ဒီကဘုရားရနာရိယာပုဂ္ဂိုလ်တွေတွေ့သိထားတဲ့သမာဓိညာထုတွေကိုကိုယ်တိုင်တွေ့ရတော့မှာပဲဘယ်တော့မှမတွေ့ဘူးသေးတဲ့စိတ်တည်ခြင်းမှုသမာဓိတွေကိုလည်းတွေ့ရမယ်အဲဒီသမာဓိကြောင့်ဖြစ်ပေါ်လာတဲ့တရားရတာတွေဝမ်းမြောက်ဝမ်းသာစရာတွေအကောင်းတွေကိုလည်းအများကြီးပဲတွေ့သွားမယ်ပြီးတော့ယုတ်တရားနံတရားတွေအိဋ္ဌဒုက္ခအနတ္တသဘောတွေဆိုတာကိုလည်းကိုယ်ပိုင်ဉာဏ်နဲ့ပဲတွေ့ပြီးသိသွားမယ်အဲဒီပညာတွေပြည့်စုံတဲ့အခါမှာဘုရားရနာရိယာပုဂ္ဂိုလ်တွေတွေ့ပြီးထားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားတွေဆိုတာကိုမျက်မှောက်တွေ့ပြီးပြီးသွားမယ်အဲဒါမကြတော့ဘူးအခုအားထုတ်နေတဲ့ရက်ပိုင်းအတွင်းမှာပဲတွေ့သွားမယ်ဒလအတွင်းရက်20အတွင်းမှာလည်းတွေ့သွားနိုင်တယ်15ရက်အတွင်းမှာလည်းတွေ့သွားနိုင်တယ်ပါရမီအမှန်ထူးတဲ့တူတလင်မှာဆိုရင်တော့9ရက်အတွင်းမှာတော့တွေ့သွားနိုင်ပါသေးတယ်ဒါကြောင့်ဘုရားရနာရိယာပုဂ္ဂိုလ်တွေတွေ့ပြီးထားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်တရားတွေကိုအခု15ရက်ရက်20အတွင်းဒလအတွင်းမှာပဲဧကံရောက်ရတော့မယ်လို့ယုံကြည်သိကြထားကြရမယ်အဲဒီမေဖို့နိဗ္ဗာန်တရားတွေကိုကိုယ်တိုင်မျက်မှောက်ဆက်ရောက်ပြီးတော့အပယ်ကျစေနိုင်တဲ့သက္ကာရိတိဝိသိကိစ္စတွေကင်းလို့ဘယ်တန်မြာကြီးမှလွတ်မြောက်သွားပြီတော့မယ်တပန်မြာလုံးရှောက်ပြီးတွေ့သွားမယ်အပယ်ဆင်းရဲတွေမှအခုတရားထုတ်နေတဲ့ရပိုင်းလေးအတွင်းမကြာမီအတွင်းမှာပဲဧကမုတ်ချလွတ်မြောက်သွားပြီတော့မယ်လို့ယုံကြည်စိတ်ချပြီးတော့ကြိုးစားအထောက်ကြမယ်အပြည့်စုံကြိုးစားအထောက်နိုင်ကြ၍တရားရနာရိယာရှင်မြတ်တို့မျက်မှောက်တွေ့သိရသောနိဗ္ဗာန်တရားကိုမဲ့ညာဖုန်ညာဖြင့်လင်းများစွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း